စားနေတဲ့ဒီဟာလေးပေါ့နော်ဒီလက်လေးပေါ်မှာတင်လုပ်တဲ့ဟာလေးလုပ်ပြပါမယ်အဲ့တော့အရင်ဆုံးကျမတို့ Gemini နော် Gemini နဲ့ကိုသွားမယ်ပြီးရင်အမှကိုပုံထည့်မယ်ပြီးရင်ကိုကလေးလေးနဲ့လုံမလားကိုရဲ့ချစ်သူနဲ့လုံမလားပေါ့နော်ကိုလုံးမဲ့သူရဲ့ပုံကိုထည့်မယ်ထည့်ပြီးတော့လို့ရှိရင်အောက်ကစာလေးရေးပါမယ်စာလေးက copy ကူးဖို့အတွက်အောက်မှာရေးပေးလိုက်မယ်နော်ပြီးတော့လို့ရှိရင်လေးပုံလေးထုတ်လိုက်တယ်ပေါ့နော်ထုတ်လိုက်လို့ရှိရင်လိုလေးရပါတယ်အဲ့တော့ app ပုံလေးကို video ပြောင်းမယ်ဆိုလို့ရှင်တော့ကျမတို့ကဒီပေါ့နော် Elomat ရဲ့ Grid ဆိုတဲ့ application တွေကိုတောက်ပါမယ်တောက်ပြီးတော့လို့ရှင်အဲ့ဒီမှာကျမတို့ဒီ video လုပ်မယ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့ပုံလေးကိုရွေးပြီးတော့မှ animate လုပ်တယ်ဆိုတာကိုနှိပ်ပြီးအောက်မှာကိုက prompt ရေးလို့လည်းရသေးတယ်နော်ကိုကကလေးလေးကဒါမှမဟုတ်ရှင်ကိုယ့်ရဲ့ကလေးလေးကိုနန်းတာလားဘလို့ပုံလေးလုပ်ရှင်တာလဲဆိုရင်စာသားလေးရေးလို့ရပါတယ်ရေးလိုက်ပြီးတော့လို့ရှင်ထုတ်လိုက်မယ်ဆိုလို့ရှင်တော့ဖြင့်လူလေးရပါတယ်အဲ့တော့ကျမတို့ဒီ group ကကြတော့အခုဒီ video တွေထုတ်တဲ့အခါမှာ free pay သုံးတယ်ပေါ့နော် Gemini ကလည်းပုံတလေးဆိုလို့ရှင်တော့ free သုံးလို့ရတယ်ဒါပေမဲ့ limitation တွေရှိနေပြီရှင်အဲ့တော့ Gemini AI ဒီ premium အကောင့်လေးဝယ်ချင်တယ်ဆိုလို့ရှင်တော့ဒီ premium ACC 2.4ဆိုတဲ့ဒီပေါ့နော် Telegram အကောင့်မှာတွားပြောမှမေးလို့ရပါရှင်